လူကိုကြည့်ပြီးအထင်မသေးနဲ့ဒီကြည့်ရတာအားနွယ်ပုံပေါက်တဲ့ရဲဟာတကယ်တော့လူသက်စရုပ်ကြီးပဲဟိုတယ်ဘော်ကနေမင်းကလေးတယောက်ပြုတ်ကျအသေးဆုံးသွားတယ်သူမရဲ့သွေးထဲမှာဘာရှိနေလဲစူပါမန်လို့ခေါ်တဲ့အစ်စ်ထွက်လာတဲ့မူးယစ်ဆေးပြားတွေဒီဂိုင်းကမြို့ကိုသူတို့ပိုင်တယ်လို့ထင်နေကြတာ လူမိုက်တွေကသူ့ကိုလောင်ရဲကြတယ်သူတို့ကသူ့ကိုအားနေတဲ့ရဲတယောက်ပဲလို့ထင်နေတာအကြီးကျယ်မှားသွားပြီလက်သီးတစ်ချက်တည်းသူတို့ကိုချိုးနှိမ်ဖို့အဲ့ဒါပဲလိုတယ် ဒါပေမဲ့ဒီဂိုင်းတွေမကဘူးအချင်းပြချားစားနေတဲ့ရဲဘော်ကြီးကိုယ်တိုင်ကနောက်ွယ်ကကြိုးကွိုင်နေတာအစိတ်အတော့တွေကီလို20လမ်းမှာပို့ရောက်လာပြီ ဓာတ်တွေထုတ်လိုက်ကြပြီသွေးတွေစီးကြကုန်ပြီလှိုဝက်ရဲကမူးယစ်ဆေးတွေကိုကြားဖြတ်ဖမ်းဆီးလိုက်တယ်အခုတော့အားလုံးကသူ့ကိုလိုက်လံရှာဖွေနေကြပြီ ဂျပန်ကိုကတော့ပျက်စီးတော်ပြီဒါပေမဲ့အရေးသေးကတကယ်ခေါင်းဆောင်ကြီးရောသူအခုလေးတင်ထွက်လာပြီ